အေးတချင်းလို့ဆိုပြပေးလို့ရလားယင်ဟုတ်ကဲ့ဘာတချင်းဆိုစေချင်တာလဲပြောပြပေးပါလားဆက်ဆောင်ရုံသိလားဟုတ်ကဲ့ဆိုင်ဆိုင်ရဲ့တချင်းထက်ကတပူလောက်ဆိုပြပေးပါမယ်အင်းဆိုတဲ့တားတယ်လက်ခါမဆွဲလို့မင်းရဲ့ရင်ခွေမှာအခန်းတန်တုံးစိုက်ချလိုက်တဲ့အချစ်တန်ရောင်တချင်းလားဆိုတာမေးတာလားဟုတ်ကဲ့ဆိုင်ဆိုင်ခန့်ပိုင်ရဲ့တချင်းကိုကျွန်တော်သိပါတယ်သူကအရန်လူကြိုက်များတဲ့အဆိုတော်တယောက်ပါဆိုင်ခန့်ပိုင်မဟုတ်ဆိုင်တချင်းနေရလေအိုးလေးလှုပ်ပါဟေးဆိုတဲ့တချင်းကိုသိလားဟုတ်ကဲ့အိုးလေးလှုပ်ပါဟေးဆိုတဲ့တချင်းကိုသိပါတယ်အဲ့ဒီတချင်းကိုဆိုပြစေချင်တာလားဟင်ဟုတ်တာပါရှင်အိုးလေးလှုပ်ပါဟေးတုံတုံတုံအိုးလေးလှုပ်ပါဟေးတုံတုံတုံဆက်စုံအောင်လေကောင်းနေပြီဟာအိုးလေးလှုပ်ပါဟေးတုံ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 ဒီလိုလေးဆိုပြလို့ရပါတယ်ခင်ဗျကြိုက်ရလားဟဲ့အရန်ကောင်းတာပဲဘယ်လိုလေ့ကျင့်တာလဲကျွန်တော်ကတချင်းတွေကိုအများကြီးနားထောင်ပြီးလေ့ကျင့်တာပါပြီးတော့အတန်ထွက်မှန်အောင်လဲအမြဲတမ်းကြိုးစားရပါတယ်အခုလို့သဘောကျပြီလို့ဝမ်းသာပါတယ်ခင်ဗျ